Tata Bhagavato Arahato Dhamma Tambo Dada Namo Tata Bhagavato Arahato Dhamma Tambo Dada Namo Tata Bhagavato Dhamma Tambo Dada ယနေ့1388ခုပထမဝါဆိုလပြည့်နေ့29ရက်6လ2026တနင်္လာနေ့9ရက်မြောက်နေ့ပေါ့ Day 27ရောက်ခဲ့ပြီပေါ့အဲ့တော့ဘုန်းတို့ဒီနေ့ပြေကြီးရွတ်ဖတ်တာတော့ပြီးသွားပြီပေါ့ပြေကြီးပြီးတော့ခိုင်းစဉ်တွေကိုဒီကသွားကြရအောင်ခိုင်းစဉ်တွေတော့ဒီအောက်ကြနေကအစမ်းဖြည့်လေးပုံလို့ရတော့ပြောလိုက်ပါနော်စမေးမိုင်းတရားရိတ်တော့ရောက်နေတော့ပြောချင်တာတော့တခြားမဟုတ်ပါဘူးလိုင်းကသိမကောင်းအကယ်လိုင်းကျသွားတယ်ဆိုလို့ရှိရင်အိမ်မှာတကကိုစောရဲသွေးနဲ့လက်ထောက်ဥတုံတရားတော်ကနေပြီးတော့ဒီည ID ကျောင်းသားသင်တန်းသား ID ယူတာနဲ့ပတ်သက်ပြီးတော့ပြောပြပါသင်ပြပါလိမ့်မယ်နော်အဲ့ဒါလေးကိုမိတို့မှတ်သားဖို့ကြိုတင်ပြီးတော့ပြောပြထားတာပါအလုံးများတယ်နော်များပါတယ်ဗျာများပါတယ်ဗျာဘိုင်ဘာရောက်နေဘိုင်ဘာရဘိုင်ဘာနဲ့ပါဗျာဒီမှာသရုဒ္ဓပတ်ဆိုင်မင်းမိမရာကအခရာ40လုံးတို့တွင်မူလသရဒုတိယအခရာသရုဒ္ဓအခရာတဝက်ပြီးတို့ကိုအတီးတီးပြည့်စုံစွာဖြည့်ဆိုခဲ့ပါဒါမူလသရက6လုံးရှိတာအာအီအီဥဥတို့ဖြစ်ပါသည်ဒုတိယအခရာကခါသထထဖတို့ဖြစ်ပါသည်သရုဒ္ဓအခရာတို့မှာဂါဇဒရဘတို့ဖြစ်ပါသည်ဒါသရင်ကြီးဝက်ပြီးတို့မှာဒါသရင်ကြီးထဝမဲ့ဓာရင်ကောက်ဓာရင်မို့နာကြီးတို့ဖြစ်ပါသည်ဒီတိုင်းဖြေလိုက်အောင်ပါဒါတော့မိတို့ရပြီးသားတွေပါပြီးတော့နံပါတ်2ကဣဒရပုံစံတို့ကိုဖော်ပြ၍မောက်ချနှင့်တွဲရမည့်ဖြီးတို့ကိုလည်းပုံစံနှင့်တကွဖြည့်ဆိုခဲ့ပါဣဒရပုံစံလည်း3ခုပေါ့အာယလုံးကြီးတင်ဤအခရာဤလုံးကြီးတင်ဤတို့ဖြစ်ပါတယ်ဣဒရပုံစံကလည်း3ခုအာယလုံးကြီးစာကဤအခရာဤလုံးကြီးတင်စာကဤတို့ဖြစ်ပါတယ်ပြီးတော့မောက်ချနဲ့တွဲရမယ်ဘီတို့ကိုတဲ့မောက်ချမဲ့တွဲရမယ်ဘီကခင်ကုံတော့ဒေါပုံဝဆိုတဲ့အတိုင်းပဲခါခွေးရဂငရငရဒါတွေရပစောက်ရဝရဒီ6လုံးဒါကိုပုံစံနဲ့တကွာဆိုတော့တခါတွဲပြခိုင်းတာပုံစံကခါကာငါဒါပါဝါတို့ဖြစ်ပါသည်ပြီးတော့နံပါတ်3
တဝက်ပြီးတို့ကိုတွဲဆက်နိုင်သောပြီးတို့နှင့်တွဲဆက်ပြ၍အံပြီးကိုလည်းတက်တက်သောတရတို့နှင့်၎င်းပြီးတွဲတရတို့နှင့်၎င်းတွဲဆက်ပြခဲ့ပါတဝက်ပြီးမြတ်တွဲဆက်ဘုံတာတာတာထာတ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 ာနာတာနာထာနာဒနာဒနာနာပြီးတော့နေယနွားနှဒါရပလက်နဲ့လည်းတွဲနိုင်တယ်ပြီးတော့ဝါနဲ့ပြီးတော့အံပြီးကိုလည်းတက်တက်သောတရတို့နဲ့၎င်းဒီတွဲတရတို့နဲ့၎င်းတက်တက်သောတရဆိုတာအာအီဥအေအောအဲ့ဒီကမှာအံပြီးနဲ့တွဲနိုင်တဲ့ပြီးပေါ့အံပြီးနဲ့တွဲနိုင်တဲ့ပြီးကအာအီဥတန်တို့တရသုံးလုံးပဲတွဲနိုင်တာဒါကြောင့်မို့လို့အံအိမ်အုံတို့တွဲလိုက်တာပြီးတွဲတရတို့နဲ့၎င်းဆိုတာပြီးတွဲတရကြတော့ဘုန်းတော်ကအကိုကနဲ့တွဲရင်ကအဖြစ်သွားတာပေါ့ဒါကြောင့်ပြီးတို့နဲ့လို့မတွဲခိုင်းဘူးပြီးတွဲတရတို့နဲ့ပြီးတွဲတရတို့နဲ့ဆိုတာကအဆိုတော့ဒါပြီးနဲ့တွဲထားတဲ့အဖြစ်သွားပြီကဣဆိုတော့လေပြီးနဲ့တွဲထားတဲ့ဖြစ်သွားတွဲထားတဲ့သရဖြစ်သွားတယ်ဒါကြောင့်သရနဲ့၎င်းဆက်ပြခဲ့ပါဘုံကံကိန်ကုံအောက်နိုင်ရစသာဒီတင်ခဏီကိုဘီသရခွဲပြခဲ့ပါဒါမျိုးတို့ခွဲတတ်ပြီးသားပါနံပါတ်5သမန္တာကိုရိုမန်အခရာဖြင့်ရေးပြ၍အုပ်အုံအတန်ထွက်အောင်အဘယ်တရကိုအဘယ်ပြီးတို့ဖြင့်တတ်ရပါသနည်းဖြေဆိုခဲ့ပါဒါလည်းပဲသမန္တာကိုရိုမန်အခရာနဲ့တွဲပြခိုင်းတာရိုမန်အခရာနဲ့တွဲတော့အဲ့မှာတက S စလို့ခိုင်းရ SA သာပြီးတော့မက MA မပေါ့ဟိုမှာနတာကကြနာက N တာဝဲမှုက T အာက A လောင်းအဲကြောင့်သမန္တာလို့ဒီလိုရေးလိုက်တာဒါလည်းပဲမိတို့သင်ထားတဲ့ဟာတွေပြန်လေ့လာပြအောင်လို့မို့ပြီးတော့အုပ်အုံအတန်ထွက်အောင်အုပ်အုံအတန်ထွက်အောင်တူတူအုပ်အုံအတန်ထွက်အောင်ဘယ်တရကိုဘယ်ပြီးတို့ဖြင့်တတ်ရပါသနည်းအုပ်တန်ထွက်ခြင်းရင်ဥတရကိုကာစာဒဒဘခါစာဒဒဘသပြီးတို့တတ်ရင်အုပ်တန်ထွက်မယ်အုံတန်ထွက်ခြင်းရင်ဥတရကိုငါညာနာနာမှာရာလာလာဟာပြီးတတ်ရင်အုံတန်ထွက်မှာဒါကြောင့်မို့လို့ဘယ်တရကိုဘယ်ပြီးတတ်မှာတော့လို့မင်းဥတရကိုကာစာဒဒဘခါစာဒဒဘသပြီးတို့တတ်ရမယ်အုံတန်ထွက်အောင်ဆိုရင်ဥဒရကိုငါညာနာနာမှာရာလာလာဟပြီးတတ်ရမယ်ဥတ္တန်ထွက်အောင်ဩဒရကိုသာဒဒဘသပြီးတတ်ရမယ်ပြီးတော့ဝါနဲ့တွဲတဲ့အဒရကိုလည်းတဒဘဒါဒဘသပြီးတတ်ရင်တပြီးတတ်ရမယ်ပေါ့ဥတ္တန်ထွက်အောင်ဆိုရင်ဩဒရကိုညာနာနာမှာလာပြီးတတ်ရမယ်ပြီးတော့ဝါနဲ့တွဲတဲ့အဒရကိုလည်းပဲနာနာမှာလာလာဟပြီးတော့တတ်ရမယ်ဒါလေးတွေဆုံးအောင်ဒါတော့ရှားပြီးသားဟာတွေကိုဘလို့ပြန်ပြီးလေ့လာမယ်ပြီးတော့ဟိုကဒီတိုင်းတိုင်းလေးဖတ်ရုံပဲဖတ်ထားတယ်ဆိုလို့ရှိရင်ကြတော့အခုကိုရတယ်လို့ထင်နေတာပေါ့ဒီလိုမေးလိုက်တဲ့အခါမှာကိုရတဲ့ဟာကိုဘလောက်နားလဲဘလောက်သိလဲဟုတ်လားဘလို့လေ့လာမလဲဆိုတာတွေသိအောင်ဘုန်းတို့ဒီလိုမေးဖြေတွေလုပ်ပေးရတာပြီးတော့နံပါတ်6ကဥပိ္ပခမောက္ကံလာနာအောက္ကန္တိပုဒ္ဒ၌ပါဝင်သောအတ္တတန်တို့ကိုဖြေဆိုခဲ့ပါ
ပိခမှာပါတဲ့အတ္တငါဣတံအောက်ကံလာနာမှာပါတဲ့တန်ကမောက်အောက်တံကံအံတံအောက်ကံဒီမှာပါတဲ့အတ္တငါအောက်တံကံအံတံတို့ပါဝင်ပါတယ်ပြီးတော့အတ္တတံ10မျိုးကိုအတ္တပြီးနဲ့တကွာဖြည့်ဆိုခဲ့ပါအာတတံကဥမာပြတာတော့6မျိုးပေါ့ဒါမဲ့ဝါနေစာရေးမှတ်ပွဲပါထည့်လိုက်ရင်7မျိုးပါဗျာ7မျိုးဖြစ်သွားတာနော်ဒါကြောင့်ဧတံကကာပြီးတက်ရမယ်ဣတံကစာပြီးတက်ရမယ်အတံကတတပတာပြီးတက်ရမယ်အန္တံကနာမှာလာဟာပြီးတက်ရမယ်ဧတံကရာပြီးတက်ရမယ်ပြီးတော့ဥဒ္ဒံကဝါနဲ့တွဲတဲ့အတ္တရာကိုတတပတာပြီးတက်ဝန္တံကဝါနဲ့တွဲတဲ့အတ္တရာကိုနာမှာလာဟာပြီးတက်ရမယ်ပြီးတော့နံပါတ်8ကယေတန္တာစိတ်တာတိတရဏဣထလောကန္တရေဝါဘုံမာသဒေဝကုဏကေနဗျာဝတ္တသဗ္ဗကာလံဣတိအာယန္တုဒေဝဝရကံတံဒောသဟိတုံမုနိဝရဝဆနံသောတုမကံသမက္ကာ၌မြည်သည့်နေရာ၌ရက်တန့်၍ရွတ်ဖတ်ရပါမည်နိအကြောင်းပြ၍ဖြေဆိုခဲ့ပါဒါပုတ်ဖြတ်ပုတ်ရက်ရွတ်ဖတ်နီးဘုန်းတို့သင်ပေးထားပြီးသားပေါ့နော်ပုတ်ဖြတ်ပုတ်ရက်ရွတ်ဖတ်နီးဂါထာတစ်ပုဒ်မှာဖြတ်မယ်ဆိုရင်ပါရရဲ့အဆုံးတပါရအဆုံးကိုလည်းပဲဖြတ်လို့ရတယ်သေချာပေါက်ဖြတ်ရမှာကတော့ဒုတိယပါရအဆုံးနဲ့သရုဒ္ဓပါရအဆုံးမှာသေချာပေါက်ဖြတ်ရမယ်လို့ပြောထားတာပေါ့ဒီနေရာမှာယေတန္တာစိတ်ဓာတိတရဏဣထလောကန္တရေဝါအဲ့မှာဧတခလောကန္တရေဝါမှာတဏှာဖြတ်ရမယ်ဘုံမာသဒေဝကုဏကေနဗျာဝဒသဗ္ဗကာလံမှာတဏှာဖြတ်ရပြီးတော့ဧဒီအာယန္တုဒေဝဝရကနကမယေမေရာဝတံတောမှာတဏှာဖြတ်ရမယ်ပြီးတော့တန်တောသဟိတောမုနိဝရဝဆနံသောတုမကံသမက္ကာမှာတဏှာတပါရရက်တန့်ပြီးတော့တပိုက်ဆုံးတိုင်းရက်တန့်ရမည်ဆိုတဲ့စီမင်းရှိတဲ့အတွက်ကြောင့်ဒီလိုမှတ်ပါနံပါတ်9တန္တိဘကအပတနာတန္တိပါဒအဝိဉ္စနာမာတာပိတာသနေခန္ဓာဇာတဝေရပဋိကမကိုစလုံးပေါင်းဖတ်နည်းဖြင့်ခွဲပြခဲ့ပါဒါလည်းခွဲရပြီးသားပါနံပါတ်10ဧဝံဗုဒ္ဓံတရဏဒါနံဓမ္မံသံဃင်စဘေကဝောဘယံဝါသံပိတတံဝါလောမဟံသောနာဟိတတိကိုအတိတိတံခွဲပြခဲ့ပါဒါလည်းပဲမိမိတို့ခွဲရပြီးသားပဲနော်မိမိတို့ခွဲရပြီးသားပဲအဲ့လိုမှတ်လိုက်ပါလိုင်းကြပါလို့ကြောက်ပါဟုတ်လားကြားသေးပါကြားတယ်ကြားရလားကြားပါတယ်ဗျာကြားပါပြီကြားတယ်ဟုတ်လားနည်းနည်းထအတန်ကြီးကထစ်နေတယ်လို့အဲ့တော့လိုင်းကသိမ့်မကောင်းလိုင်းသိမ့်မကောင်းအဲ့ရောက်ပါလားလိုင်းသိမ့်မကောင်းတော့ဘုန်းကြီးတို့နည်းနည်းလိုင်းတစ်ခုချိန်ကြည့်လိုက်ပါဦးနော်လိုင်းတစ်ခုချိန်ကြည့်လိုက်အောင်မယ် assignment အဖြေဆိုတော့သိတော့အရေးမကြီးတော့တော်သေးတာပေါ့အရေးမကြီးတော့တော်သေးတာအဲ့ဒါဆိုရင်ဘုန်းတို့ဟွာလေးပြန်သွားကြဆိုခိုင်းစဉ်လေးဆိုဟိုတနေ့ကဘုန်းတို့ဟိုမှာကရိယာဓာတ်တွေကိုတီပုတ်လုပ်တဲ့နီနော်
ဓာတ်တွေကိုဘာလို့တဲ့နည်းတော့ တီဘုတ်လုပ်တဲ့ ဒီဘုတ်လို့တဲ့နေပါဗျာ ဒီဘုတ်လုပ်တဲ့နည်းဒီဘုတ်လုပ်တဲ့နည်းအဲ့ဒီမှာဘုန်းတို့စာမျက်နှာဘယ်လောက်တော့156လား ဒါဒီဘုတ်နေတယ်ဆို ဓာတ်166 166အဲ့မှာဒေါနီလင်ဆိုလိုက်ပါအောင်ပစအပစ ဒီမှာဗျာပစအပစလဘအလဘပု္ပ္ပအပု္ပ္ပသေဝအသေဝတုဘအသောဘတုစအသောစမုဒအမောဒဟနအဟနဂမ္မအဂစ္ဆဣတအအိစ္ဆ မရအ မရအမရဝတအဝတခါဒအခါဒခိပအခိပကိလအကိပပတအပတ ကီလအကီလ ပတအပတ ကီ ကိ လ လ အ အကိကိလအကိလပါဗျာ ဟုတ်တယ်ကီ ပ လ တ အ အပတဝန္ဒအဝန္ဒဝဒအဝဒဒါဝအဒါဝဝဒအဝဒဘာတာအဘာတာကတအကတဝတ္တအဝတ္တဘက္ခအဘက္ခယာစအယာစတိခအတိခစရအစရရခအရခဟရအဟရတရအတရနတအနတဒောဝအဒောဝပရှိရှိသောဝိတာပဝိတာနိရှိရှိသောတတာနိတိတာပါဗျာ ဟုတ်တယ်ဒါကိုတော်မြင့်သိမ့်ပါလား ပါပါတယ်ဗျာ မြင့်သိမ့်ဆိုအောင်ပစအပစ ပစအာပစလဘအာလဘပု္ပ္ပအာပု္ပ္ပသေဝအာသေဝတုပအာသောပတုစအာသောစမုဒအာမောဒဟနအာဟနဂမ္မအာကိစ္ဆဣတအာအိစ္ဆမရအာမရဝတအာဝရဝတခါဒအာခါဒခိပအာခိပကိလအာကိလပတ ကီ အာ လ ပတ အကီလအကီလအတန်တရတန်နေဘီတန်နေတန်ရှိတန်တို့တိကြကြပြီးသသလေးသေချာလေးဆိုပြပါမြန်ဖို့မလို့မှန်ဖို့လိုပါတယ် ကိလအာကိလပတအာပတဝန္ဒအာဝန္ဒဝဒအာဝဒဒါဝအာဒါဝဝဒအာဝဒဘာတာအာဘာတာကတအာကတဝတ္တအာဝတ္တဘခအာဘခယာစအာယာစတိခအာတိခစရအာစရရခအာရခဟရအာဟရတရအာတရနတအာနတဒောဝအာဒောဝပါရှိရှိသောဝိတအာပဝိတနိရှိယောတရအာနိတိတာပါဗျာ ဟုတ်ပြီအဲ့တော့အလွယ်မှတ်သားလိုက်ရင်တော့အခုပြခဲ့တဲ့ဓာတ်တွေကဒါပရမကရိယာကိုင်းအပိုင်းတစ်ကအုပ်စုပါဓာတ်တွေကုံသွားပြီလို့ထင်တတ်တယ်မကုံသေးပါဘူးဒါကနမူနာအနေနဲ့လေ့ကျင့်နိုင်အောင်နားလည်အောင်ဒီလောက်လေးပြထားတာဖြစ်ပါတယ်အကုန်လုံးအပြည့်စုံသိကျင်တော့ဓာတ်ကျမ်းတွေကိုသွားပြီးတော့ကြည့်ရပါမယ်ဓာတ်ကျမ်းမှာဘူးလို့ရေးထားတဲ့ဓာတ်တွေမှန်သမျှဘီဆုံးဓာတ်တွေမှန်သမျှဒီဤတိုင်းပဲဆက်သွားမှာဖြစ်တယ်ဒါလေးကိုမှတ်ထားပါပြီးတော့ဘုန်းတို့ဒီနေ့ညသွားမှာကဒီဘုတ်ပြုလုပ်တယ်လို့ခေါ်တာပေါ့ဓာတ်နဲ့ပစ္စည်းဆက်တာကိုဘာလုပ်တယ်ခေါ်တော့ တီဘုတ်ပြုလုပ်တာပါဗျာ လုပ်တယ်လို့ခေါ်ဘာလုပ်တယ်ခေါ်တော့ဒီ တီ ဘု ဘု တ် တ် ပြု ပြု လုပ် လုပ် တယ် တယ်လို့ခေါ်ပါတယ်ဗျာ အဲ့ဒီဒီဘုတ်ကိုမှဘုန်းတို့ကကရိယာပုတ်ဖြစ်အောင်ထပ်ပြီးတော့ဆက်ရအောင်ပါဘာဆက်ရမှာလဲ အာစမ ပစ္စည်းပါဗျာ ပစ္စည်းစမ ဝိဘတ်ဆက်ရမှာနော်
ဝိဘတ်ဆက်ရမှာအဲ့မှာကရိယာပုတ်ရဲ့အစိတ်ပိုင်းဘယ်နှခုရှိတယ်လို့ကရိယာကိုင်းအစမှာပြောခဲ့လေ 3 ခုပါဗျာ 3 ခုဘာတွေတော့ ဓာတ်ပစ္စည်းဝိဘတ်ပါဗျာ ဓာတ်ပစ္စ ပစ္စ ည်း ည်း ဝိ ဝိ ဘ ဘ တ် တ် 3 ခုဆက်ရမယ်လို့ဘုန်းတို့ပြောခဲ့တယ်အဲ့ဒီ3 ခုမှာဓာတ်နဲ့ပစ္စည်းဆက်တာကိုဘာလို့ခေါ်တော့ တီဘုတ်ပါ တီဘုတ်လို့ခေါ်တာအဲ့ဒီတီဘုတ်ကိုမှတခါထပ်ပြီးတော့ဝိဘတ်ဖြစ်အောင်ကရိယာဘုတ်ဖြစ်အောင်ဘာထပ်ဆက်ရမှာလဲ ဝိဘတ်ဆရာပါ ဝိဘတ်ဆက်ရမယ်အဲ့ဒီမှာဝိဘတ်ရဲ့အဓိပ္ပာယ်ကတော့ဘုန်းတို့ရှေ့မှာပြောခဲ့ပြီးသားကရိယာကတော့ကာလနဲ့အမျိုးအစားကိုပဲခြားပြပေးတာကရိယာဝိဘတ်ကနော်ကာလဆိုတော့အလွယ်ပြောရင်တော့ပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလဝိမုတ်ရဲ့ပေါ့ဒီ 3 မျိုးကိုပြတာကာလဘာတော့ပစ္စုပန် ပန်ရဲ့ ဒိတ် အတိတ်အနာဂတ်ကာလ3မျိုးပြတာ ဟုတ်လားကာလဝိမုတ်ဒီ 3 မျိုးကိုပြောတာကာလဝိမုတ်ဆိုတာဘယ်ချိန်ရဲ့ဘယ်ခါရဲ့မတတ်မှတ်ပဲနဲ့သွားပါစားပါသွားတဲ့နာဘောစားတဲ့နာဘောဒီလိုတွေစေခိုင်းတာတွေတိုက်တွန်းတာတွေကြံစီတာတွေဖြစ်တဲ့နာတွေဒါတွေကိုသူကကာလဝိမုတ်လို့ခေါ်တယ်နော်အဲ့တော့ဒီမှာကရိယာဝိဘတ်5မျိုးတဲ့ကရိယာဝိဘတ်ဘယ်နှမျိုးလဲ 5 မျိုးပါဗျာ 5 မျိုးမြင်ရတယ်နော် မြင်ရပါရဲ့ဗျာ စာမျက်နှာ49မှာဟုတ်လားစာမျက်နှာ49မှာကရိယာဝိဘတ်5မျိုးကရိယာဝိဘတ်5မျိုးကပစ္စုပန်ပင်စမီတတ္တမီဣဇဒဏီအနာဂတ်အဲ့တော့ပစ္စုပန်နဲ့အနာဂတ်ကတော့ဘုန်းတို့သင်္นานသားတွေသိပြီးသားအဲ့မှာကိုယ်သိပြီးသားလေးနဲ့တွဲမှတ်လို့ရအောင်ဣဇဒဏီရဲ့နောက်ကနေပြီးတော့လက်သေးကွင်းလေးနဲ့အတိတ်လို့အဲ့လိုမှတ်ထားလိုက်ပေါ့နော်ဣဇဒဏီရဲ့နောက်ကဘာလို့မှတ်ထားမှာ အတိတ်ပါဗျာ အဲ့တော့ပစ္စုပန်ဝိဘတ်အတိတ်ဝိဘတ်အနာဂတ်ဝိဘတ်နော်အတိတ်ကိုဒီမှာဣဇဒဏီလို့သုံးလိုက်မယ်အနာဂတ်ကမိတို့သိပြီးသားပစ္စုပန်ဆိုတာဖြစ်စေ ပြုစေ သွားစေရှိစေလှုပ်စေလုံနေတုံးသွားနေတုံးစားနေတုံးဒါတွေကိုပစ္စုပန်ပေါ့အတိတ်ကတော့လှုပ်ပြီးသွားပြီးစားပြီးအိပ်ပြီးဒီပြီးခဲ့ပြီးတဲ့ကာလကိုပြတဲ့ဝိဘတ်ကအတိတ်ဝိဘတ်ပေါ့သွားမှာစားမှာအိမ်မှာလာမှာပြောမှာဒါအနာဂတ်ကိုပြတဲ့ဝိဘတ်ကိုအနာဂတ်ဝိဘတ်လို့ဒီလိုမှတ်ရမယ်နော်ဂျားထဲမှာပင်စမီနဲ့တတ္တမီနဲ့2 မျိုးရှိတယ်ပင်စမီနဲ့တတ္တမီကပြီးရင်သေးစိတ်လာလိမ့်မယ်အကျမ်းမြတ်မှတ်ထားရမှာကပင်စမီနဲ့တတ္တမီကစေခိုင်းတဲ့နေရာတိုက်တွန်းတဲ့နေရာပြီးတော့စဉ်းစားတဲ့နေရာဖြစ်တဲ့နေရာအဲ့ဒါမျိုးတွေမှာဒီပင်စမီနဲ့တတ္တမီဝိဘတ်ကိုသုံးမယ်ပင်စမီနဲ့တတ္တမီဝိဘတ်ကအဲ့ဒီအဓိပ္ပာယ်တွေကိုပြလိုက်မယ်ပြီးတော့တခါပစ္စုပန်ဝိဘတ်လို့နာမည်ပေးထားတဲ့ဝိဘတ်တွေဘယ်ဟာတွေလဲကြည့်လိုက်တော့ပစ္စုပန်ဝိဘတ်ရဲ့အောက်မှာကြည့်လိုက်တော့ဒီမှာစာတိုင်းကိုကြည့်လိုက်တော့ယောဂဧပဒီဘက်ကယောဂရဲ့အောက်ကနာမတုံမအမ္မလို့ပြထားတယ်နော်ဒါဒီနေ့ဒီဝိဘတ်လေးတွေကိုနားလည်ဖို့ရာအတွက်ဘုန်းတို့ပုံစံလေးတွေနှိုင်းရှင်းချက်လေးတွေရေးဖို့ရပဲနော်ဒီနေ့ညီလာခံတက်လိုက်ရတာနဲ့မရှိပြလိုက်ဘူးနှစ်ဖြင့်ငါကြမှာပြတော့နော်တိအန်ဒီတိထမိမလိုရင်းကတော့ဘာလို့တိအန်ဒီတိထမိမဒါအတူတူပဲနော်ဘုန်းတို့မှာနံဝိဘတ်ပဲပြောပြောနံဇာဝိဘတ်ပဲပြောပြောပစ္စည်းပဲပြောပြောအခုကရိယာဝိဘတ်ပဲပြောပြောဒီအခရာအလုံးလေးတွေပဲ
သူကကရိယာဝိဘတ်လို့သတ်မှတ်လိုက်လို့ဆိုတာကရိယာဝိဘတ်ဖြစ်သွားတာပဲဒါနောက်ဆုံးပြောရင်ဘီနဲ့သရပဲဟုတ်လားဟိုမှာလည်းပဲဘုန်းတို့ပြောခဲ့ပြီနံဝိဘတ်မှာတော့ဩအာဒေအာအန်အေနာအေဟိအေဘိတမမာအာအေအေဘိတတအာနံသမေမိအေတုဒါကိုဝိဘတ်လို့နံဝိဘတ်လို့ပြောခဲ့တာပြီးတော့တခါအခုကရိယာမှာပစ္စည်းဆိုပြီးတော့ပြောခဲ့တာလဲအာပစ္စည်းပြီးတော့အာပစ္စည်းနာတိကပြင်းနေွားသောအာပစ္စည်းရပစ္စည်းနောနာဥနောဥနာပစ္စည်းညာပစ္စည်းအေပစ္စည်းအေအယပစ္စည်းသတ္တဖြင့်အဲ့ဓာတွေလည်းပြောခဲ့တာပဲပြောခဲ့တော့ကြည်လိုက်တော့နောနာနဲ့ဒီမှာတိနဲ့တိတိထမိမနဲ့တူတူပဲဟိုမှာအေနအေဟိအေဘိရှိတယ်လို့ဒီမှာအန္တိလာရှိတာပဲပုံစံအတူတူပဲအဲ့တော့ဒါဒီနေရာမှာဝိဘတ်လို့သတ်မှတ်လိုက်လို့သာဝိဘတ်ဖြစ်သွားတာဒီသရတွေပဲဒီမှာသူပြလိုက်တာကတိအန္တိတိထမိမသူကယောဂသတ်မှတ်ထားသေးတယ်နာမယောဂဆိုရင်တိအန္တိတုံမယောဂဆိုရင်တိထအမယောဂဆိုရင်မိမဧကဟုတ်ဆိုရင်အေရဲ့အရှိကောက်ကဧကဟုတ်ဘာရဲ့အရှိကောက်ကဘဟုဟုတ်ဟုတ်လားအဲ့ဒီမှာလည်းပဲဘုံတို့ဧကောဘုဟုတ်ကမိတို့နံဝိဘတ်တော်သိခဲ့ပြီးသားနံဝိဘတ်မှာဧကဟုတ်တွေကဩတို့ဒက်တို့အန်တို့အေနာတို့တမာမာအာတို့တတတို့သမိမိအေတို့ဒါတွေကဧကဟုတ်တွေဘုဟုတ်ဘက်ကအာရှိမယ်အေဟိအေဘိရှိမယ်ပြီးတော့အာနံရှိမယ်အေတုရှိမယ်ဒါဘုဟုတ်ဘက်ကခုလည်းပဲဒီမှာကရိယာဝိဘတ်မှာလည်းတိတိမိယဧကုတ်ပဲအန္တိထမကဘုဟုတ်ပဲနော်ဟိုမှာကြတော့နံဝိဘတ်မှာကြတော့ပထမဒုတိယတတိယသရုပ်ဒီပင်စမီစတ္တိတတ္တမီအာလုံးလို့သူက10မျိုးရှိခဲ့တယ်ဒီမှာကြတော့အဲ့ဒီလိုမခွဲတော့ဘူးနာမရဲ့တုံမရဲ့အမ္မရဲ့လို့ခွဲလိုက်တယ်ဒီနာမတုံမအမ္မကတော့ဘုန်းတို့မြန်မာသရမှာမြန်မာစာမှာမရှိဘူးဘယ်မှာသွားရှိတာတုံးဆိုအင်္ဂလိပ်မှာတော့ရှိတယ်နော်ဘယ်မှာရှိတော့အင်္ဂလိပ်မှာအင်္ဂလိပ်မှာရှိတယ်အင်္ဂလိပ်မှာဘုန်းတို့အင်္ဂလိပ်မှာဘာရှိလဲဆိုတော့အင်္ဂလိပ်မှာဘတ်တူဘီအုပ်စုမှာဘီအုပ်စုမှာဘာရှိတော့ M is a what M is a what ဆိုပြီးတော့ရှိဘူးလားရှိပါတယ်ရှိပါတယ်ပြောရှိရနော် M ရဲ့ is ရဲ့ R ရဲ့ဟုတ်လားဒါပစ္စုပ္ပန်ဒီဟာပဲပြောကြစို့ M ရဲ့ is ရဲ့ R ရဲ့ဒီမှာရှိတယ်ရှိတော့ဒီဟာကဘာလဲဆိုတော့ဘုံတို့ဒီမှာနာမတုံမနဲ့ခွဲမယ်ဆိုရင်ဒါ is ကနာမနော် is ကဘာတော့နာမပါဗျာနာမR ကတုံမM ကအမ္မပါအမနော်သူရဲ့မင်းရဲ့ငါရဲ့ပါပဲအလွယ်မှတ်ရင်ပါတော့သူရဲ့မင်းရဲ့ငါရဲ့ပါဗျာနော်အဲ့တော့ဘုန်းတော်ကငါဆိုတဲ့အိုင်ကိုတွဲပြီဆိုရင်ဘာနဲ့တွဲတော့အမ်နဲ့ပါဗျာနဲ့တွဲတာနော်မင်းဆိုတဲ့ယူကိုတွဲရင်အာနဲ့တွဲတာဟုတ်လားသူမဆိုတဲ့ဟီတို့ရှီတို့နဲ့တွဲရင် is နဲ့တွဲတာပါတကယ်တမ်းကတော့ဘုန်းတော်က is ကနာမရဲ့သဘောကဟီနဲ့တွဲတာမဟုတ်မင်းနဲ့ငါလွဲရင်ကြံတဲ့ပုတ်တွေကြိုက်တဲ့ဟာနဲ့တွဲ is နဲ့ပဲတွဲရမှာနော်နာမတုံမအမ္မရဲ့သဘောက
ဒါကိုဘုံဘုံတို့အဓိပ္ပာယ်ဆုံးဖြတ်တဲ့နီးကြပြောရလို့ရှင်ဘာနီးလဲဆိုတော့ဒါမျိုးဆိုတာကပါရိသေသနီးလို့ခေါ်တယ်ဂောပလီဗဒ္ဒနီးလို့လည်းခေါ်တယ်နော်ပါရိသေသနီးဂောပလီဗဒ္ဒနီးဆိုတာဘာလဲဆိုတော့ပါရိသေသဆိုတာအကျွင်းကြံကိုယူရတဲ့နီးပေါ့ပါရိသေသနီးကဘာနီးလဲ ကျွင်းကြံကိုယူတဲ့နည်းပါဗျာ ကျွင်းကြံကိုယူတဲ့နီးကျွင်းကြံကိုယူတဲ့နီးဂောပလီပါဒနီးဆိုတာရှင်ဘက်ကိုခြံပြီးယူတဲ့နီးဘုံညာညာနာတံပါရာနီးဆိုတာလေရှင်ဘက်ကိုခြံပြီးယူတဲ့နီးစကားလုံးနှလုံးသုံးပြီဆိုလို့ရှိရင်ရှင်ဘက်ကိုခြံပြီးယူရတာတွေရှိတယ်အဲ့တော့သင်္นานသားတွေအားလုံးနားထောင်ကြပါဒေါ်နီနီလွင်ကစိုးပါလို့ပြောရင်သင်္นานသားတွေဆိုတဲ့စကားလုံးထဲမှာဒေါ်နီနီလွင်ပါလားမပါဘူးလားပါပါတယ်ဗျာ ပါတယ်ဒါပေမဲ့နောက်ကစကားလုံးကဒေါ်နီနီလွင်စိုးပါလို့ပြောတော့နားထောင်တဲ့တဲမှာဒေါ်နီနီလွင်ကနားထောင်တဲ့တဲမှာပါမှာလားစိုးတဲ့ဘက်မှာပါတော့မှာလား ဆိုတဲ့ထဲမှာ ဒါကြောင့်သင်္นานသားတွေဆိုတဲ့စကားဟာမုတ်ချစကားမဟုတ်တော့ဒေါ်နီနီလွင်မှတပါးကျန်တဲ့သင်္นานသားတွေလို့ပြောရရောက်တာပေါ့ခုလည်းပဲပြောချင်တာပါလဲဆိုတော့နာမဆိုတာနာမ်ပုတ်ကိုပြောတာတုံမပုတ်ပဲအမပုတ်ပဲဒါပေမဲ့တုံမနဲ့အမကိုတိကျပြောလိုက်တဲ့အတွက်ကြောင့်မလို့နာမလို့ပြောရတဲ့မှာတကယ်တမ်းတော့တုံမအမလည်းနာမပဲနာမဖြစ်ပေမဲ့လို့သူတို့ကိုတိတန့်ပြောလိုက်တဲ့အတွက်ကြောင့်မလို့တုံမအမမှတပါးကျန်တဲ့နံပုတ်တွေကိုဒီနေရာမှာဘာလို့ယူလိုက်ရတာ နာမ ယူလိုက် နံပုတ် ယောဂဆိုတာကရှင်ဘက်တရားလို့ပြောတာနော်တိအန္တိယဘယ်သူနဲ့ရှင်းတာလဲနံပုတ်တွေနဲ့ရှင်းတာဣထာကဘယ်ပုံနဲ့ရှင်းတာလဲတုံမနဲ့ရှင်းတာဟောတုံမဆိုတဲ့ကတ္တာနဲ့တွဲသုံးရင်တိထာနဲ့သုံးရမယ်အမ္မဆိုတဲ့ကတ္တာနဲ့သုံးရင်မိမနဲ့သုံးရမယ်တုံမအမ္မမှတပါးတခြားကတ္တာပုဒ်တွေနဲ့သုံးပြီဆိုရင်ဘာနဲ့သုံးရမှာတိအန္တိနဲ့သုံးရမယ်လို့ဆိုလိုတာအဲ့တော့တရားတော့ဒီလောက်နဲ့ပဲကျင့်တတ်တော့ဗောနောက်ကြနားလဲသွားနော်နာမတုံမအမ္မအလွယ်ပြောတော့သူရဲ့မင်းရဲ့ငါရဲ့ဟုတ်လားဒါကိုဘုန်းတို့ပါဠိမှာပရိရှက်တယ်ဆိုတာရှိသေးတာပရိရှက်တယ်ဆိုတာသူလဲသွားမှာငါလဲသွားမှာဆိုရင်အဲ့ဒါဆိုရင်သူရောငါရောကကတ္တာနှစ်ခုပါနေတယ်အဲ့ဒါမျိုးဆိုရင်ဘယ်ဝိဘတ်သုံးမလဲပေါ့ဟုတ်လားသူရောငါရောနှစ်ယောက်လုံးသွားမှာဆိုရင်မင်းနဲ့ငါနဲ့သွားရအောင်လို့ပြောပြီဆိုရင်အဲ့ကြတော့တိအန္တိသုံးမလားဒါတိထသုံးမလားမိမသုံးမလားပေါ့အဲ့ဒီမှာပါဠိမှာအခက်ကြီးပေါ့တကယ်တမ်းတော့မြန်မာစကားပြောတာပဲသွားစဉ်းစားလိုက်ပေါ့သူနဲ့ငါနဲ့သွားမယ်ဆိုရင်ငါတို့သွားရအောင်လို့ပြောတာလားသူတို့သွားရအောင်လို့ပြောတာလားပေါင်းလိုက်ရင်ငါတို့သွားရအောင် တို့သွားရကြတာပါဗျာအဲ့ကြတော့ဘယ်သူကပါဝါရှိရတော့ငါ ငါပါဝါရှိတာဟုတ်လားမင်းနဲ့ငါနဲ့သွားမယ်ဆိုရင်လည်းပဲမင်းတို့သွားရအောင်လို့ပြောမလားငါတို့သွားရအောင်လို့ပြောမလားငါတို့သွားရအောင် တို့သွားရအောင်ပြောပါ အဲ့ကြတော့ဘယ်သူကပါဝါရှိရမင်းနဲ့ငါနဲ့လည်းဘယ်သူကပါဝါရှိရ ငါပဲပါဝါရှိပါ ငါပါဝါရှိတာဟုတ်လားသူရောမင်းရောငါရောသုံးယောက်လုံးသွားမယ်ဆိုရင်ရောငါပဲပါဝါရှိတာပါငါပဲပါဝါရှိတာပဲเนาะတခါသူနဲ့မင်းနဲ့နှစ်ယောက်သွားမယ်ဆိုရင်ရောဘယ်သူကပါဝါရှိအောင်သူနဲ့မင်းနဲ့မင်းတို့သွားကြလို့ပြောမလားသူတို့သွားကြလို့ပြောမလားမင်းတို့သွားကြလို့ပြောမှာပါဗျာအဲ့တော့သူနဲ့မင်းနဲ့ရှင်ရင်ဘယ်သူကပါဝါရှိအောင်
မင်းကပါဝါ မြတ်ပါဝါရှိတာအဲ့ဒါကိုပရောပရိတ်ရှက်တယ်တဲ့နောက်ပရိတ်ကိုယူရမယ်ဆိုပြီးတော့ဒီလိုပါဠိသရာမှာရေးတယ်တကယ်တော့အဲ့ဒီပရိတ်ရှက်တာနဲ့ပတ်သက်လို့ကတော့ကိုမြန်မာစကားနဲ့နှိုင်းယှဉ်ပြီးတော့မှတ်သားလို့ရပါတယ်ဒါကပိစုပန်ဝိပတ်တိအန္တိတိထမိမာပင်စမေဝိပတ်တုအန္တုဟိထမိမာသူ့နေရာလေးတော့မှတ်မိအောင်ကြက်ထားတတ္တမိဝိပတ်အေယအေယုံအေယာတိအေယာထအေယာမိအေယာမဣဇဒနိဝိပတ်ဣအိမ်သူအံသူဩအဲ့မှာအိမ်သူမှာတိတိတင်လေးကြာနေတယ်နော်ထည့်ထားလိုက်ကြအဲ့တော့ဤအိမ်သူ အိမ်သူ သူ အန် ဩ သူဩဤ ဤ အိမ် အိ သူ တာအိမ် အိ အိ မ် မ် အိ မာ မ် တိုင်းသွားမယ်နော်ပြီးတော့နာဂဝိပတ်နာဂဝိပတ်သာတိတန္တိသာတိသာထသာမိသာမာဒါဝိပတ်၅မျိုးလို့မှတ်ပါဒါကတော့မဖြစ်မနေရအောင်ကျက်ရမှာအတန်နေထစ်သေးလား မထစ်တော့ပါဘူး ထစ်တော့နော်ဒီတော့ရင်ဆက်သွားမယ်ဝိပတ်ဆက်နီးခုနဝိပတ်လုံးနေနော်အဲ့ဒီဝိပတ်တွေကိုဆက်တဲ့အခါမှာဘယ်လိုဆက်ရမှာလဲအဲ့ဒီဝိပတ်တွေကိုဘယ်လိုမြန်မာပြန်မှာလဲလာပြီဝိပတ်ဆက်နီး2မျိုးတဲ့ဝိပတ်ဆက်နီးသည်1ဓာတ်နောင်ဆက်နီး2တီဘုံနောင်ဆက်နီးဟု၍2မျိုးရှိ၏ဓာတ်နဲ့ဝိပတ်ဓာတ်ရိုက်ဆက်တဲ့ဝိပတ်တွေရှိတယ်ဣဇဒနီတို့အနာဂတ်တို့ပြီးတော့တီဘုံနောင်ဆက်နီးတီဘုံနဲ့ဆက်တာကတော့ပိစုပန်ပိစမီတတ္တမီဒီ3မျိုးကတော့တီဘုံနဲ့ပဲဆက်နိုင်တာဓာတ်နဲ့ဓာတ်ရိုက်မဆက်နိုင်ဣဇဒနီနာဂတ်ကတော့ဓာတ်နဲ့လည်းဓာတ်ရိုက်လည်းဆက်နိုင်တယ်တီဘုံနဲ့လည်းဆက်နိုင်တယ်ဒါကဆက်နီး2မျိုးအဲ့လိုဆက်တဲ့အခါမှာဘုန်းတို့ပြောထားခဲ့ပူပါတယ်ဆက်နီးတွေကတော့ဒီမှာပိစုပန်ဝိပတ်တိတဲ့ဖြစ်စေပြုလုပ်စေအနဲ့များကိုဖော်ပြ၏ပိစုပန်ဝိပတ်ကဘယ်ကာလကိုဖော်ပြတာတော့ ပြစ္ဆုတ်ပံကာလပါဗျာ ဖြစ်စေပြုလုပ်စေပိစုပန်ကာလကိုဖော်ပြတယ်ဖြစ်စေပြုလုပ်စေနဲ့ဖြစ်တဲ့ပိစုပန်ကာလကိုဖော်ပြတယ်အဲ့တော့ဒီပိစုပန်ဝိပတ်ကိုဘာသာပြန်ရင်းကိုဣဟုဘာသာပြန်ရ၏ပိစုပန်ဝိပတ်ဆိုရင်ဘာလို့ဘာသာပြန်မှာတော့ဤလို့ဘာသာပြန်မှာ ဘာ ပါ သာပြန်ရမှာဒါကတော့ဘုန်းတို့ကဧကုဘတ်မှာပြန်တဲ့နည်းပေါ့ဥပုဘတ်မှာဆိုရင်တော့ထုံးစံအတိုင်းတို့များကုန်ကြ မပါရ မပါရမကြတို့များကုန်ကြ ကြ ပါ ပါ မတိယ မကြပါဘူး ဟုတ်လားအဲ့တော့ဥပုဘတ်ဆိုရင်တော့ကုံဤတို့ကြဤတို့ကုံတို့ကြတို့ထည့်ပေးရမှာပေါ့ဧကုဘတ်မှာတော့ဤလိုပဲပြန်ရမှာဒါကြောင့်ဘုန်းတို့ကတွေ့လာပြီဆိုရင်ဒီမှာပိစုပန်ဝိပတ်တိဆိုရင်လည်းဤလိုပြန်မယ်တိဆိုရင်လည်းမြန်မာလိုလိုပြန်မှာတော့ဤ ဤလို့ပဲပြန် နိဆိုရင်လည်း ဤပါဗျာ ဤလိုပြန်မှာအန္တိဆိုရင် ကြဤကုံကြကုံဤ ကုံဤကြာဤထဆိုရင်လည်းကုံဤ ကုံဤ ကြာ ကြဤ မဆိုရင်လည်း ကုံဤကြဤပါဗျာ ကြာဤလိုပဲပြန်မှာဘာမှမခက်ဘူးနော်ဒီဤဆိုတာလည်းသိပြီးသားဘုန်းတို့မြန်မာဝိပတ်မှာမြန်မာကရိယာဝိပတ်မှာပိစုပန်ဝိပတ်တိဤပြီဆိုပြီးတော့မြန်မာကြတော့နော်တိလိုလည်းပြန်တယ်ဤလိုလည်းဖြစ်တီလို့ပါလို့ကြတီပြန်တာကိုဟုတ်လားဒီဤပြီလို့ပြန်တာပေါ့ဒီမှာတော့ပါဠိမှာတော့တီတို့ပြီတို့ပြန်မှုဤလို့ပြန်မယ်နော်ဤလို့ပြန်မယ်စကားလို့ပြန်ရင်တော့စကားပြောပြန်ရင်တော့တဲလို့ပြန်မှာပေါ့သွားတယ်စားတယ်အိတ်တယ်လို့ပြန်မှာပေါ့နော်
ပိစမိဝိဘတ်သည်တဲ့စေခိုင်းခြင်းတိုက်တွန်းခြင်းတောင်းပန်ခြင်းနဲ့များကိုဖော်ပြ၏တဲ့သူကတော့ကာလကိုမတတ်မှတ်ဘူးစေခိုင်းတဲ့နေရာမှာသွားပါတို့နော်ကိစ္စသွားပါတို့ပိတိရထိုင်ပါတို့ဒိဋ္ဌအိပ်ပါတို့ဒီလိုမျိုးစေခိုင်းတဲ့နေရာတိုက်တွန်းတဲ့နေရာတောင်းပန်တဲ့နေရာမျိုးမှာပိစမိဝိဘတ်နဲ့ပြောရမယ်ရှိရပိစမိဝိဘတ်ကိုဘာသာပြန်ပြီဆိုရင်စေခိုင်းခြင်းတိုက်တွန်းခြင်းတောင်းပန်ခြင်းဒါကလည်းစေခိုင်းတယ်တိုက်တွန်းတယ်တောင်းပန်တယ်ဆိုတာကစကလုံးကကွဲသွားတာအဓိပ္ပာယ်အတူတူပဲရှင်ကြီးတာနဲ့မြင်ကြီးတာကွာသွားတာစေခိုင်းတယ်ဆိုတာကအထက်ကကြီးတဲ့လူဟာငယ်တဲ့လူကိုじゃခိုင်းတယ်လို့ဒီလိုသုံးတာပေါ့နိတိရထိုင်ဆိုပြီးဒီလိုပြောတာပေါ့ငယ်တဲ့လူဟာကြီးတဲ့လူကိုပြောရင်ကြတော့ရှင်ဘုရားထိုင်ပါဘုရားဆိုတော့တိုက်တွန်းတယ်လို့ပြောတာတကယ်တော့ခိုင်းတာပဲနော်စေခိုင်းတယ်ဆိုတာလည်းခိုင်းတာပဲတိုက်တွန်းတယ်ဆိုတာလည်းခိုင်းတာရှင်ဘုရားဆုံးပုံဝေးကြွပါဘုရားဆိုတောင်းပန်တာတောင်းပန်တယ်ဆိုတာလည်းနှိမ့်ချုပ်လိုက်ရင်ခိုင်းတာပဲနော်ဆုံးလာစားပေးပါဟုတ်လားဒါစေခိုင်းနဲ့တိုက်တွန်းနဲ့တောင်းပန်တယ်ဒါယဉ်ကျေးတဲ့သဘောပါလာရင်တိုက်တွန်းနဲ့တောင်းပန်နဲ့သုံးတာတကယ်တော့ခိုင်းတာပဲနော်ဘာလို့ဒါပဲတော့ခိုင်းတာပါဗျာခိုင်းတာယင်းကိုနာမယောဂ၌ပါစေဟု၎င်းတုံမယောဂ၌လောဟု၎င်းအမယောဂ၌ပါရစေရပါလို၏ဟု၎င်းဘာသာပြန်ရ၏နော်သူပိစမိဝိဘတ်ကြတော့ပိစုပန်ဝိဘတ်နဲ့မတူတော့တုဆိုရင်ပါစီလို့ပြန်မယ်ဟိဆိုရင်လော့လို့ပြန်မယ်မိဆိုရင်ပါရစေရပါလို့ဤသူကနာမယောဂ၌ပါစီလို့ပြန်မယ်ဆိုတုဆိုရင်သွားပါစေအန်တုဆိုရင်သွားကြပါစေလို့သွားမှာပေါ့နော်ဟိဆိုရင်သွားပါသွားလော့သွားပါလော့လို့ပြန်မယ်ထဆိုရင်လည်းသွားလော့သွားကြလော့ဒီလိုပြောတာနော်ပြီးတော့မိဆိုရင်အမယောဂ၌ပါရစေရပါလို့မိဆိုရင်သွားပါရစေသွားရပါလို့ဤနော်မဆိုရင်သွားကြပါရစေသွားကြပါလို့ဤဒီလိုဘာသာပြန်ရမယ်လို့ပြောတာပါပြီးမှဘုန်းတို့ဒါဝိဘတ်ဆက်ပုံဝိဘတ်ဆက်တဲ့အခါမှာဝိဘတ်ပဲဆက်ပစ္စည်းပဲဆက်ပုတ်ချင်းချင်းပဲဆက်ဓာတ်ချင်းချင်းပဲဆက်နီးဘယ်နှမျိုးရှိတယ်လို့ပြောထားတော့5မျိုး5မျိုးပါဗျာဟုတ်မယ်ဆက်နီးဘယ်နှမျိုးရှိလဲ5မျိုး5မျိုးပါဗျာ5မျိုးကဘာတွေတော့ဖြည့်ဆက်လာဆက်ပြောင်းဆက်တောင်းရိုက်ရိုက်ဆက်ပြင်းနောက်ပြန်ဆက်ခြေဆက်လာဆက်တောင်းဆက်ပြင်းနောက်ပြန်ဆက်ရိုက်ဆက်အခုလည်းပဲဒီမှာပြောလိုက်တာဒီမှာတော့ဟိမိမမေဥပရိစေယနဲ့အာဒီအာသို့ပြောရင်အာသရာဆုံးဒီဘုံမြောက်ဆက်မှုဤကိုယံကာခြေလေးရှိအန္တိအန္တုအန္တိအန္တန်တို့ကိုအာသရာဆုံးဒီဘုပဘောသက်ကောခြင်းဂရိသရရာဂရိယာကံဩဒရာဆုံးဒီဘုတွင်ဆက်ယံဒီဘုဤဆုံးသရာကိုခြေဆက်ရ၏ဣဒရာဆုံးဒီဘုပဘောသက်ကောနှင့်တကွပရမစရမဂရိယာကံဩဒရာဆုံးဒီဘုတွင်ဆက်ယံနဲ့အန္တိအန္တုအန္တိအန္တန်တို့အာကိုခြေဆက်ရ၏ဟုတ်လား तू က9ဝက်ကြာကြီးရေးသွားပြီမဲ့လို့အဓိကအချက်လေးမှတ်လိုက်ရင်ပြောင်းဆက်ခြေဆက်နှစ်မျိုးတည်းပဲနော်ပြောင်းဆက်နဲ့ခြေဆက်တဲ့ရဲ့ဟုတ်လားပြောင်းဆက်ရမယ်ပြောင်းဆက်မယ်ဆိုတော့ဘာတို့ပြောင်းရမှာလဲဆိုတော့အကိုအာတို့ပြောင်းရမယ်ခြေဆက်ဆိုတော့ပရမခြေဆက်ကဟိကိုယံခါခြေရမယ်အမြဲတမ်းခြေရမှာမဟုတ်ခြေတဲ့ခါခြေမယ်မခြေတဲ့ခါမခြေဘူးပေါ့ခြေထားတဲ့ပုံစံလည်းရှိမယ်မခြေတဲ့ပုံစံလည်းရှိမယ်တခါဒုတိယခြေတာကြတော့တီဘုတ်ရဲ့အဆုံးသရကိုခြေရမယ်တတိယခြေတာကြတော့
အန်တီအန်တူအန်တီအန်တန်တို့ရဲ့အကိုခြေပြီးဆက်ရအဲ့လိုလေးတွေအချုပ်မှတ်တတ်ရမှာပေါ့နော်ပြီးမှအကိုအာတို့ပြောင်းပြီးဆက်ရမှာဘယ်နေရာမှာအကိုအာတို့ပြောင်းရမှာလဲအတွေ့တိုင်းပြောင်းရမှာလားမေးစရာရှိလို့ဟိမိမမေဝိပတ်တွေနဲ့ဆက်တဲ့နေရာမှာပြောင်းနော်ဟိမိမမေဝိပတ်တွေနဲ့ဆက်တဲ့အခါမှာပြောင်းဆိုတော့ဟောတီတို့အန်တီတို့သီတို့ထားတို့ဒါတွေနဲ့တူတို့နဲ့ပြောင်းဆက်တဲ့အခါမှာတော့မပြောင်းနဲ့လို့ပြောတာ ਨੇ အတူတူပဲနော်ပြီးတော့အာသရဆုံးတီပုံများသို့ဆက်မှုဟိကိုရန်ခါခြေလေးရှိဟိကိုခြေတယ်ဆိုတာအမြဲတမ်းခြေရလားဆိုမဟုတ်ဘူးတဲ့အာသရဆုံးတီပုံနဲ့ဆက်မှခြေရမှာတဲ့အာတီဘုတ်ကဘယ်နှမျိုးရှိရတော့ 4 မျိုးပါဗျာ ၄မျိုးဆိုတော့အာသရာဆုံးတို့ဣသရာဆုံးတို့ဩသရာဆုံးတို့ကြရင်မချေနဲ့လို့ပြောတာပေါ့ကြောင်းမြန်မှတ်တော့နော်ဒါလေးကိုဘုန်းတို့နောက်ရဲ့ကြမှာဒါကိုဆက်ပြီးတော့ပြောပါမယ်ကြံတဲ့အချိန်လေးမှာဘုန်းတို့သင်တန်းသား ID user ID နံပါတ်သင်တန်းသားတွေနောက်ရက်ကစပြီးယူဖို့ရအတွက်ဒါကိုတွေ့ရနေပြီးတော့ရှင်းပြသွားပါလိမ့်မယ်ဒါလေးကိုနားထောင်ပေးကြပါကိုစောသေးကြည့်လား ပြပါတယ်ဖေကိုစောသေးအဲ့ဒီ ID ယူဖို့ရအတွက်သင်တန်းသားတွေအားလုံးကိုရှင်းပြလိုက်ပါ